မင်္ဂလာပါအလုံးလုံးတဲ့ခါရက်လက်ကောင်းတွေထွက်ဖို့ပညာရှင်တွေမိတ်ဆွေချက်မြတ်ဗုဒ္ဓရဲ့မိတ်ဆွေချက်ကိုဦးစဉ်တင်ပြကြပါတယ်အလုံးလုံးတဲ့ခါရက်လက်ကောင်းတွေထွက်ဖို့အတွက်ပညာရှင်တွေကမင်းရဲ့အတွေးတွေကိုထိန်းချုပ်ပါတဲ့အတိတ်ကိုလည်းပြန်တွေးပြီးမပူပန်းနေပါနဲ့အနာဂတ်ကိုလည်းမျှော်မှန်းပြီးတော့မပူပန်းနေပါနဲ့ပြစ္ဆုတ်ပံတဲ့မှာပဲအာယုံစိုက်ထားပါဘာကြောင့်ပြစ္ဆုတ်ပံအခြေအနေကိုအာယုံစိုက်ခိုင်းတယ်လဲဆိုတော့အဲ့ဒီလိုပြစ္ဆုတ်ပံအခြေအနေပေါ်မှာပဲအာယုံစိုက်ထားမှစိတ်ကလေးကကြည်လင်ရှင်းလင်းနေမှာဖြစ်ပါတယ်အဲ့လိုကြည်လင်ရှင်းလင်းနေတဲ့စိတ်ကလေးကမင်းရဲ့စွမ်းဆောင်ရည်ကိုပို့ပြီးမြင်မာစေပါတယ်စွမ်းဆောင်ရည်မြင်မာစွာလုပ်တဲ့အလုပ်တွေကရလဒ်ကောင်းတွေပေါ်ထွက်လာနိုင်ပါတယ်ဦးဇင်းတို့ရဲ့သိစရာမှန်သမျှမကြံရအောင်လုံးဝဆုံးလင်အကုန်မြင်တဲ့သက်မြင့်ညုတပိုင်ရှင်ဘုရားရှင်ကိုရမေကြီးကတော့ဗာမိတ်လဲဆိုတော့အလုံးလုံးတဲ့အခါစိတ်ပါဝင်စားစွာလောက်ကပါမယ်စိတ်ပါဝင်စားစွာလှုပ်လို့ရှင်ဘယ်အလုံးမဆိုမပြီးစီမအောင်မြင်တာမရှိပါဘူးတဲ့စိတ်ပါဝင်စားစွာလောက်ကမယ်အာယုံစိုက်ပြီးလောက်ကပါပေါ့နော်အာယုံစိုက်ပြီးလှုပ်တဲ့အခါကျတော့အလုတ်ရဲ့အကောင်အဆိုးတွေကိုမြင်လာတာပေါ့အလုတ်ရဲ့အကောင်အဆိုးအာသာကျွဲအာနယ်ချက်တွေကိုမြင်လာတာပေါ့အဲ့ဒီလိုအာသာချက်အာနယ်ချက်တွေမြင်လာတဲ့အခါမှာအာသာချက်ကိုဖြည့်ပြီးတော့ဝိရိယစိုက်ပြီးတော့ကြိုးစားအားထုတ်မယ်ဆိုရင်ရလဒ်ကောင်းတွေထွက်လာနိုင်တာပေါ့အဲ့ဒါကြောင့်ဦးဇင်းတို့ရဲ့မြတ်ဗုဒ္ဓကအလုတ်လုပ်တဲ့အခါမှာအာယုံစိုက်ပြီးလှုပ်ပါစိတ်ပါဝင်စားစွာနဲ့လှုပ်ပါလို့မိန့်ထားတာအာယုံစိုက်ပြီးလှုပ်တာကတမာတိအဲ့ဒီလိုအလုတ်ကိုအာယုံစိုက်ပြီးလှုပ်တဲ့အတွက်ကြောင့်အလုတ်ရဲ့အကောင်အဆိုးတွေကိုသိမြင်လာတာကပညာအကောင်အဆိုးကိုသိမြင်လာတဲ့အတွက်ကြောင့်အကောင်ဘက်ကိုဝိရိယစိုက်ပြီးတော့ကြိုးစားအားထုတ်လိုက်လို့ရှင်ရလဒ်ကောင်းတွေထွက်လာတယ်ဒါရလဒ်ကောင်းအကျိုးရလဒ်တွေပေါ့နော်အဲဆိုရင်တမာတိယပညာကိုကျေစုပြုတယ်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမိန့်ထားပါသေးတယ်အဲ့ဒီအချက်လေးနဲ့လည်းညီးပါတယ်နော်အဲ့ဒါကြောင့်လှုပ်တဲ့အခါမှာရလဒ်ကောင်းတွေထွက်ဖို့အတွက်အာယုံစိုက်ပြီးတော့စိတ်ပါဝင်စားစွာနဲ့လှုပ်ပါလို့ဦးဇင်းကပြောချင်ပါတယ်ရလဒ်ကောင်းတွေထွက်ပြီးတော့ဘဝကိုအေးချမ်းစွာချမ်းသာစွာဖြတ်သန်းနိုင်ကြပါစေလို့ဦးဇင်းကဆန္ဒပြုပါတယ်မေတ္တာပို့တာပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ